Hello အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်ကတော့ Fat တို့ပါဒီနေ့မှာတော့ကျွန်တော်ဖက်ကြီးပြရပါတော့ကျွန်တော်ဖက်ကြီးအောင်မှာဘယ်လိုပြောမလဲဟပ်ပြီးတော့ပြင်မှာပေါ့နော်။တော့ဟပ်ပြင်မလဲတော့ဘယ်လိုပဲကြည့်တော့။ဒီကအေးတော့နည်းပါနေဗျ။ဒီကအေးပါတော့အနေဆိုဆိုပြီးတော့ဒီကိုလိုက်ရှင်းလို့မလုပ်မှပြတယ်။ဒီလိုလေရွှေကြည့်တော့မှအတူတော့ပေါ့နော်ဒီတိုင်းပဲထိုင်ရှင်းလို့လို့ရောတင်ပေါ့နော်ဗီဒီယိုလိုက်ရှင်းလို့လို့ဗီဒီယိုတင်မယ်ဒီကြတော့ကျွန်တော်ကဒီမှာအကောင်းဆုံးဆော့ပြရတယ်ပေါ့နော်ကျွန်တော်လည်းတနင်္လာနေ့ဆော့မယ်ကျွန်တော်လည်းဟက်ဆော့ရဆိုပြီးကျွန်တော်လည်းတနင်္လာနေ့ဆော့မယ်ပေါ့နော်ကဲအားလုံးလည်းကြည့်ကြည့်လိုက်ပါနော်ကျွန်တော်ဘလော့တော့မှကျင်းမနေတော့နော်ဟက်ဆော့ဘလို့လူတွေလည်းမှကြည့်လိုက်တော့ကျွန်တော်ပြရတယ်ပေါ့နော်ကဲအားဆိုရင်လေးမောရောမှပြတ်ပြပါမယ်ကဲကျွန်တော်19ဆင်းတော့ပေါ့နော်ဘုံနဲ့ခဲကောင်နေပဲတွေ့မှာဒါမှမဟုတ်ဘောနေပဲတွေ့မှာတော့အဲ့မသိသေးအားလုံးဆက်ကြည့်လိုက်ပါနော်ကဲကျွန်တော်ခုဆိုစိတ်မှာ19ဒီအဝိုင်းရတော့ကိုဘယ်ကောင်အဲ့ဝိုင်းမှာရှိလို့သူကချိန်ပြီးရပါတော့တို့တော့သူကချိန်ပြီးတယ်အဲ့မှာရဲလို့မချိန်ပြီးတော့အမှဘာမှလုပ်ကြမလို့ဘာကိုထုံပေါ့ကွာအဲ့လိုပဲဒီအောင်လေးတို့ဟိုပို့ထားရပြီအဲ့နေရာတွေပါပေါ့ဒီနေရာတွေပါတော့လည်းပြင်းတော့ခေါင်းတို့အများကြီးပါနေမှာဒီနေရာတွေထားတယ်ပြင်းတဲ့နေဒီမှာကြည့်မယ်ဆိုတော့ဒီကတော့လည်းမလူချောရှိနေတယ်ဒီကတော့တော့ပါပြင်းနော်ဒီကတော့မှငါတက်ကိုနေမယ်အဲ့တော့နားလေးမှာပေါ့အဲ့ကောင်ပြင်းသားရနော်တက်တယ်အဲ့ဒီစိတ်ကိုခေါ်လိုက်ပါနော်အဲ့ဒါအဲ့ကျွန်တော်မီတာ150မှာအကောင်ချိန်မှာကလူလုံးနေနဲ့မီတာ100ကိုချိန်မှာမဟုတ်အဲ့ကောင်မီတာ150လောက်တည်းနဲ့သွားလာတယ်နော်ဒါကောင်ဒါကြောင့်150လောက်လည်းဖတ်သူချိန်ရတယ်အစိမ်းအောင်လေးပြတယ်ချိန်လို့နော်အဲ့လိုကနေအောင်လေးနဲ့ချိန်ဘာလဲမီတာ100ဆိုနည်းနည်းပဲလို့အဲ့ကောင်ဆန်ပြတယ်ကွာကိုချိန်တော့ဒီဝိုင်းနေချိန်ချိန်ကွာကိုကွာထုတ်ပြီးတော့အဲ့ဘာလဲအဲ့ချိန်ပြီးရပါမင်းတို့ကကြောက်ချိန်ပြီးတော့လေအဲဒီမှာတယောက်စားတာနဲ့လူတယောက်နိုင်ရောကောင်းလို့အဲ့ဒီဒါနဲ့လည်းလို့ပေါ့နိုင်မလို့မရဘူးအဲ့ဒါပေါ်တော့မဟုတ်ဘူးဒီနေ့အဲ့ဒါရှိတယ်သူကအဝေးဆုံးကပေါ်လို့ပြနင်းနာလေးတော့နာမည်ပြရပါမယ်နင်းနာလေးဒီနေရာကိုအဲ့ကောင်ပေါ်လို့ပြရဆိုရင်တော့တကယ်ပေါ်ရဗျဒီတာ90လောက်တော့အဲ့နာမည်ကိုပြရနိုင်မယ်ကဲခရောဆိုတော့ပြည်စီကောင်းပါဗျာဟုတ်ကောင်းပါ I got supplies တိတ်ချင်းကောင်းကြာကောင်းတယ်ဗျအတန်ချက်လိုက်ပဲအတန်ကြည့်မယ်ဘယ်တိုင်းမနော်ရပါရဲ့ဟိုလေကြားရမယ်တော့လိုက်ဆွဲပါရလွတ်နေကြတယ်နဲ့ကျွန်တော် subscriber 50နဲ့ဖြစ်နေအဲ့ကျွန်တော်လုပ်ကြပါဦးကျွန်တော် subscriber လေးပါလေးလုပ်ပါဗျာဒီကလည်းမတက်ဘူးကျွန်တော်ခုမှစတော့လည်းလုပ်ရဗျာဒီကလည်းတက်ဖြစ်နေအဲ့ဒီပါတော့
ဒီလိုပြကြမှာလည်းကျွန်တော်ဘယ်တော့မှမလုပ်ဘူးဒီတော့အောင်မြင်သွားတဲ့ဒီနေ့ကျတဲ့ brother တို့လုံးဝကျွန်တော်အားပေးတဲ့အကျိုးမြတ်ရအောင်ကြာကျွန်တော်တခုခုပြန်လုပ်ပေးမယ်လားတနေ့ကျွန်တော်ပြန်လုပ်ပေးမယ်ဟုတ်ပြီလားအဲ့ကျွန်တော်ရဲ့ဗီဒီယိုဒီပါလေးပါလေလုပ်ပေးကြပါဦးဟုတ်ပါတော့ဟုတ်ရှင်မတော့လည်းရပဲနည်းနည်းကိုလည်းပေါ်ရတယ်တော့တိုင်းကျောင်းတော့တိုင်းနောက်ရောက်နိုင်မှာနိုင်မတွေ့တော့များဒါမှမဟုတ်လူ900တော့ရှိရ400ပြောတာဟောတော့ဒီကောင်ပြစ်မှတ်ထားလိုက်အဲ့ကောင်ဘေးမင်းလွတ်ထားလိုက်လို့ကွာဟုတ်ချောင်းနေအောင်ပုံနေမင်းပုံလည်းဘာမှရအောင်အဲ့ကောင်ပုံကြောက်လို့ကောင်းလေးကြောက်လို့ပုံဒီတစ်မယ်နောက်မှာလားဟုတ်လားအဲ့ကောင်ဒီအကလည်းပြကျွန်တော်စကင်နေပါရလို့ရတယ်နော်အဲ့ဒါကြီးနဲ့ဖြစ်နေလို့ကျွန်တော်မှတ်တာโอเคနောက်ပြန်ကျွန်တော်မာဒီအဝအောင်စားလေးလို့တွေ့မယ်ဒီမှာအဲ့ဝအောင်စားလေးကဟွာဘယ်လိုပြောမလဲစိုက်ကယ်ဒီကားကြီးပေါ့နော်စိုက်ကယ်ဒီကားကြီးရှိနေပြဒီလားဆိုတော့မပေါအောင်ဖန်ဒီပါဦးအားလည်းကားကန်ရပါလားတော့ဒီလိုစကစ်စားဒီတော့ပါမယ်ဟုတ်ပဲဒါမှဆိုရင်ဒီထိုင်ကောင်းပတ်ချစ်တယ်